ဖွဲ့တဲ့မင်္ဂလိတယောက်ကပွဲတစ်ခုမှာမိတ်ကပ်ပြင်တယ်လို့နဲ့သူ့ရဲ့မိတ်ကပ်ဘူးထဲမှာဝတ်ထားတဲ့ကင်မရာနဲ့တတိကြီးတယောက်ရဲ့မျက်နှာကိုခိုးရလိုက်တာပြီးတော့အဲ့ဒီပုံကိုသူ့အဖော်ရဲ့ကွန်ပျူတာစီပို့ပြလိုက်တယ်လေအဲ့ဒီကနေမှ 3D printing နည်းပညာနဲ့တတိကြီးရဲ့မျက်နှာအတိုင်းပုံတူ mask တစ်ခုကိုဖန်တီးလိုက်တာအသားရောင်လေးမျက်ခုံးမွေးတဲ့အစာတက်လိုက်တော့တကယ်လူစစ်တိုင်းပဲဒါတည်းမကသေးဘူးနော်အတန်မှာတူအောင်လုပ်ဖို့သူတို့မှာအစီအစဉ်ရှိသေးတယ်ပွဲထဲမှာသူတို့အဖော်မင်းကဲကတတိကြီးအနာရောက်အောင်သွားပြီးဝိုင်းနဲ့ပတ်လိုက်တယ်လို့မျိုးဟန်ဆောင်လိုက်တာတထေးကြီးလည်းအင်ဂျီပေးသွားတော့တန်းစင်ခန်းနယ်ကိုတိရောက်ထဲသွားရတာပေါ့အဲ့ဒီအချိန်မှာတခိုးအဖွဲ့ခေါင်းဆောင်ဂျီမီကတန်းစင်ခန်းနယ်ကိုလေးဝင်းလေးထွေဖောက်ကနေခိုးဝင်ပြီးတထေးကြီးကိုထိုးသိမ့်လိုက်တယ်ပြီးတော့တထေးကြီးကိုစာတစောင်ဖတ်ထိုင်းပြီးအတန်ကိုဖမ်းယူလိုက်တာအဲ့ဒီအတန်ကိုကွန်ပျူတာနဲ့ပြန်ပြင်ပြီးဂျီမီရဲ့ရင်ဘတ်မှာတတ်ထားတဲ့အတန်ပြောင်းဆက်ထဲထိုက်လိုက်တော့ဂျီမီစကားပြောရင်တထေးကြီးအတန်တိုင်ထွက်လာတာပေါ့အပြင်မှာစောင့်နေတဲ့တတော်ဆောင်ကအတန်ကြားလို့ဝင်ကြည့်တော့ဂျီမီကတထေးကြီးမက်စတက်ပြီးဟန်ဆောင်ထားတာဆိုတော့ပတိတာကိုလေအထန်ကလည်းတထေးကြီးအထန်တိုင်းဆိုတော့တော်တော်ဆန်လည်းယုံသွားတာပေါ့နောက်ဆုံးတော့ဂျီမီကတထေးကြီးအသွေးနဲ့ပွဲထဲကနေတထေးကြီးရဲ့ရွှေတွေကိုယူပြီး AACC မဲ့ခါးနဲ့ထွက်ပြေးသွားတော့တာပဲတကယ်ကိုပါနဲ့တဲ့တထူးဒီနော်